ရောက်တဲ့ငါတို့ရဲ့ရင်ခွင်မှာဝေဒနာတွေဖွင့်ပြောရဲ့နာကျင်စရာတွေများလို့ခံစားတယ်လေပြေသားတဲ့ခိုင်မှာလေနေရရွယ်လွန်ပါတော့မယ်ချီဆောင်ရအိမ်နဲ့ပြောက်ွယ်ရင်ခွင်မှာနာပေါ်ငါတို့ရဲ့ထားရတော့မောတာပဲရင်ကမှာဝေဒနာတွေဖွင့်ပြောရဲ့ဝလာပါခေါ်လိုက်မှခံလာမယ်လေးလေးသားတဲ့ခိုင်မှာလေးနေရတာရွယ်လွန်သွားတော့မယ်ချေဆုံးအတီးချက်တောက်ပဲရင်ဝင်ကိုစားပေါ်ငါတို့ရဲ့စားပေါ်